Fantasy Premier League Game Week 23ရောက်လာပြီကဲဒီတစ်ပတ်ပွဲတွေအတွက် data တွေကဘာတွေပြောနေလဲတစ်ချက်နဲ့အတူတူကြည့်လိုက်ကြရအောင်ဒါတော့ Game Week 23တစ်ပတ်လုံးစာက database ခန့်မှန်းချက်အပြည့်စုံပေါ့အများကြီးပဲเนาะကဲဒီထက်ကမှအရေးကြီးဆုံးအချက်လက်တွေကိုတစ်ခုချင်းစီသေချာလေးဆွဲထုတ်ပြီးကြည့်ကြမယ်Okay ဒီသုံးသက်ချက်မှာဘာတွေပါမလဲဆိုတော့ပထမဆုံးဒီတစ်ပတ်လုံးမှာအသိချဆုံးခင်မယ်ဘန်ကာပွဲအကြောင်းပြောမယ်ပြီးရင်အသိကြီးတွေရဲ့အခြေအနေပြီးတော့ရလက်ထုတ်ဖို့တော်တော်လေးခက်ခဲမဲ့ပွဲတွေပေါ့နောက်ဂိုးတွေသွဲမလားဂလင်းရှိတွေရမလားဆိုတာကြည့်ပြီးနောက်ဆုံးမှာတော့အနစ်ချိုအနေနဲ့ဘာတွေလုပ်တဲ့လဲဆိုတာကိုပြောပြသွားမှာပါကဲပထမဆုံးအနေနဲ့ဒီတစ်ပတ်ရဲ့အသေးချဆုံးလုံးဝကိုအားကိုးလို့ရမယ်ရလက်တကူအကြောင်းနဲ့စလိုက်ရအောင်80ရာခိုင်နှုန်းဟုတ်ပါတယ်80ရာခိုင်နှုန်းတော့မှာဒါက Man City က Wolves ကိုနိုင်ဖို့ရှိတဲ့ win probability ပဲဒီကနန်းကတော့ဒီတစ်ပတ်အတွက်ပြောစရာရှိဆုံးဂိမ်းကနန်းတစ်ခုပါပဲ Man City နဲ့ Wolves ပွဲကိုထိချလေးကြီးလိုက်ရင်ခန့်မှန်းရလက်က3-0နိုင်ချီကလည်း14ရာခိုင်နှုန်းဆော့ဒါဒီတစ်ပတ်ရဲ့ဘန်ကာပွဲဆိုတာညင်းစရာမရှိဘူးပေါ့အထူးသဖြင့် Manchester Derby မှာရှုံးထားတော့ City ကဒီပွဲမှာအတိုးချပြီးတုံ့ပြန်ဖို့များလေဆိုတော့ FPL ရဲ့ကစားရက်တူတွေတက်မေခွန်းက Haaland ကို triple captain တုံးတက်မီလားကဲ City ပြီးတော့တခြားအသင်းကြီးတွေရောဘလို့ချင်းနေရှိလဲသူတို့ရဲ့အလားအလာတွေကိုဆက်ကြည့်အောင်ဒီမှာကြည့်လိုက်ရင်တော့ Tottenham နဲ့ Chelsea ကနိုင်ခြေ55ရာခိုင်နှုန်းစီနဲ့အခြေအနေတော်တော်လေးကောင်းနေတာတွေ့ရမယ်။ Liverpool ကတော့45ရာခိုင်နှုန်းဆိုတော့နည်းနည်းတော့ယုံရနိုင်ပေမဲ့ဒီ3သင်းလုံးကတော့နိုင်ပွဲရဖို့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ Chelsea နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ဒီပွဲကို Chelsea ကပိုင်တယ်ဆိုတာပဲ။ Crystal Palace နဲ့တွေ့တိုင်းသူတို့ကအသာစီးရလေးရှိတော့ခံမှန်းရလက်2-0နဲ့အတူ clean sheet ကတော်တော်လေးကိုဖြစ်နိုင်ခြေများနေပါတယ်။ Liverpool ကတော့သူတို့ရဲ့ဆိုင်ရင်နည်းနည်းပိုခတ်တဲ့ပွဲကိုရင်ဆိုင်ရမှာအဝေးခွဲမှာသူ့ is နဲ့နိုင်မယ်လို့တော့ခန့်မှန်းထားတယ်။ဒါပေမဲ့ data တွေကတော့ဒီပွဲရဲ့အဓိကစက်ကောင်အဆုံးဖြတ်ပေမဲ့သူကတော့ဆာလာပဲဖြစ်လာဖို့များပါတယ်။ Okay အခုကတော့စိတ်လို့ရှားစရာအကောင်းဆုံးအပိုင်းရလက်ကဘယ်လိုထွက်မလဲဆိုတာလုံးဝခန့်မှန်းရခက်ပြီးပြိုင်ဆိုင်မှုအောင်ချုံပြင်းထန်မဲ့ပွဲတွေအကြောင်းပြောကြရအောင်။ဒီထက်မှာအားလုံးစောင့်ကြည့်နေတဲ့ပွဲကြီးပွဲကောင်းအာဆင်နယ်နဲ့မန်ယူပွဲပေါ့။အာဆင်နယ်နိုင်ခြေက40ရာခိုင်နှုန်းမန်ယူက25ရာခိုင်နှုန်းဆိုတော့အာဆင်နယ်ကအသာအတော်ရှိတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကခမရလက်ကစက်တစ်တရေတယ်ဆိုလိုတာကဒီပွဲကတော်တော်လေးကြက်မှာဖြစ်ပြီးအာဆင်နယ်အမတ်တွေဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အရေးအယောင်ပါပဲဒါဒီမဲ့လားဆိုတော့မဟုတ်သေးဘူးဒီတစ်ပတ်ကတရေပွဲများရဲ့စနေတနင်္ဂနွေလို့တော့နာမည်ပေးလို့ရမလားပဲ data တွေရဆိုရင် West Ham, Fulham, Brentford, Newcastle တို့ရဲ့ပွဲတွေအပါအဝင်ပွဲလေးပွဲလောက်အထိတရေကျသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ကဲဒီလောက်ဆိုအချက်လက်တွေအများကြီးရပြီဆိုတော့ဒီ data တွေကို FPL အတွက်ဘယ်လိုနည်းပြွာချပြီးအသုံးချကြမလဲတိုက်စစ်တဲ့ဘသူကိုရွေးမလဲခန်းစစ်တဲ့ဘယ်အသင်းကိုအားကိုမလဲကြည့်လိုက်ရအောင် FPL အတွက်ပြမှထားဖို့ဆိုရင် clean sheet တွေ့ချပေါက်လို့ကျင်နေဆိုရင်တော့ Man City, Chelsea ပြီးတော့ Everton ဒီ3သင်းကထိပ်ဆုံးမှာရှိတယ်အဲ့လိုမဟုတ်ပဲဂိုးတွေတွင်းတာကိုပဲကြည့်ချင်တယ်ဂိုးပွဲလော်ကြီးတွေဖြစ်နိုင်တဲ့ပွဲတွေကတော့ Fulham Brighton ပွဲနဲ့ Newcastle Villa ပွဲတွေပါပဲ Everton ပွဲခန့်မှန်းချက်မှာ Dyche Masterclass ဆိုတဲ့စကားလုံးလေးသုံးထားတာတတိထားမိလားမသိဘူးဒါကဘာကိုပြောတာလဲဆိုတော့ Sean Dyche ရဲ့လက်ဆွဲတော်နီးပြဟာပေါ့ခန်းစစ်ကိုတေးသေးချာချာပိတ်ဆုပ်ပြီးတစ်ကိုလုံးမျိုးရက်လက်ချင်းချင်းလေးနဲ့ကပ်ပြီးနိုင်သွားတာမျိုးကိုပြောတာပါတော်တော်လေးကို resilient ဖြစ်တဲ့ကစားပုံပေါ့ကဲအခုဆိုရင်အချက်လက်တွေအားလုံးကိုစုစည်းပြီးနောက်ဆုံးအနှစ်ချို့အနေနဲ့ FPL အသင်းကဘာတွေတည်ထားတဲ့လဲဆိုတာကိုကြည့်ရမယ့်အချိန်ရောက်လာပါပြီဒီတော့ Game Week 23အတွက် data driven strategy ကရှင်းရှင်းလေးပဲအစစ်နဲ့အသေးချာဆုံးဘန်ကဖြစ်တဲ့ Man City ကစားသမားတွေကို lock ချလိုက်ပါအစစ်နဲ့အားဖြစ်တဲ့အနေနဲ့တော့ Tottenham တဲ့အတိုက်စစ်နဲ့ Chelsea ရဲ့ခံစစ်ကိုပြစ်မှတ်ထားပါအဆင့်3တရေပွဲတွေအများကြီးဖြစ်နိုင်တာမို့တတိတော့ထားရမယ်ပြီးတော့နောက်ဆုံးအဆင့်4ဂိုးတွေရောင်းသွင်းနိုင်တဲ့ Fulham Brighton နဲ့ Newcastle Villa ပွဲကကစားသမားတွေကိုလည်းမမေ့ပါနဲ့ကဲ data တွေအားလုံးကတော့ဒီမှာအဆင့်သိမ်းဖြစ်နေပြီအခုစဉ်းစားရမှာကအရေးကြီးဆုံးမိခွန်းတစ်ခုပဲဒီတစ်ပတ်အသင်းကောင်းဆောင်လက်ပတ်ကိုဘယ်သူစီကိုထိကြမလဲ